American စင်ကြေဖုံးရက်ကွက်တစ်ခုရဲ့တာမန်လမ်းမထက်ကတစ်ပင်တွေနဲ့ဓာတ်တိုင်တွေတိုင်းမှာပျောက်ဆုံးနေတဲ့မိန်းကလေးတစ်ယောက်ရဲ့ပိုစတာတွေကထားပါတယ်။ဒါပေမဲ့သူ့ဘန်ကားကိုမောင်းရင်ဂျယ်လီတကြားလုံးတွေစားဒဏ်ရာရထားတဲ့လက်ဖွားနာကျင်မှုကိုအောက်အီးနေတဲ့အကာအကာကတော့ဒါတွေကိုသတိတောင်မထားမိပါဘူး။သူ့လိုချင်တာတွေရပြီးတာနဲ့မြို့ပြင်ကအဆောက်အုံဟောင်းတစ်ခုစီမောင်းထွက်သွားပြီးကားနောက်ဖုံးထဲကတနက်ကျိုးနဲ့လက်ကင်ဖုံးအချို့ပါဝင်ပစ္စည်းတွေကိုယူဆောင်လို့အတွင်းထဲဝင်သွားပါတယ်။ခဏကြာမှာတော့Nellဟာပိတ်လောင်ထားတဲ့အခန်းတစ်ခန်းထဲမှာဘလို့ရောက်နေမှန်းမသိပဲနိုးလာပါတယ်အခန်းထဲမှာပိုးဟတ်တကောင်နေရန်က digital နာရီတစ်လုံးစပီကာတစ်ခုနဲ့သူမဝတ်ထားတဲ့အင်ဂျီကနံပါတ်နဲ့တူတဲ့ကိုနံပါတ်တက်ထားတဲ့ပန်နယ်ပြားကြီးတစ်ခုကလွယ်လို့ဘာမှမရှိပါဘူးNellဟာတုံရီနေတဲ့ခြေလမ်းတွေနဲ့ဂျိုင်းချိတ်ထားတဲ့တကားစီကိုသွားပြီးတွန်းကြည့်ဆွဲကြည့်ပေမဲ့ဘာမှမထူးခြားပါဘူးအကူအညီတောင်းပြီးအော်ဟစ်ပေမဲ့လည်းဘယ်သူမှမကြားပါဘူးအဲ့ဒီအချိန်မှာနာယီကပွင့်လာပြီးစက္ကန့်တွေကိုစည်ရည်တွက်ပါတော့တယ်။နဲဟာအခန်းထဲမှာအနီရောင်ကျိုးတစ်ချောင်းရှိနေတာကိုလည်းသတိထားမိသွားပါတယ်။ကျိုးကိုဖယ်လိုက်တဲ့အခါသူ့ဖုန်းကိုအောက်မှာတွေ့လို့ဝမ်းသာသွားပေမဲ့SIM card ဖြုတ်ထားတဲ့အတွက်အရေးပေါ်ဖုန်းခေါ်ဆိုလို့မရပါဘူး။နောက်ပြီးကျိုးကိုအခန်းနဲ့ဆွဲဆန့်ကြည့်တဲ့အခါကျိုးရှည်ကိုကြည့်ပြီးဒါနဲ့ဘာလုပ်ခိုင်းမလဲဆိုတာတွေးမိလို့ကြက်တီးထားသွားပါတယ်။စက္ကန့်ပိုင်းကြာမှာပဲကျမ်းပြင်ပေါ်ကသွေးကွက်နဲ့တူတဲ့အစွန်းအထင်းတစ်ခုကိုတွေးလိုက်ရလို့ထိတ်လန့်သွားပါတော့တယ်အပေါ်ကိုမောကြည့်လိုက်တဲ့အခါမျက်နှာကျက်မှာမျက်ကောင်းကင်ရံကိုမြင်နေရတဲ့မှန်ပေါက်တစ်ခုရှိနေတာကိုတွေ့ရပြန်ပါတယ်စိတ်မကောင်းစရာကတော့သူမဘလောက်ပဲခုံမှန်ပေါက်ဖွင့်တဲ့လက်ကင်ဖူးကိုမမီပါဘူးနဲဟာစိုးရင်စိတ်တွေဝင်လာပြီးဘာကြောင့်တယောက်နေတာလဲလို့တွေးတော်ရင်အခန်းထဲမှာလမ်းလျှောက်နေတော့ရုတ်တရက်အချက်ပေးတံမြည်လာပြီးအခန်းမီးကအစိမ်းရောင်ပြောင်းသွားပါတယ်နဲကတော့အဆိုးဆုံးဖြစ်လာတော့မယ်ဆိုပြီးကျမ်းပြင်ပေါ်မှာထိုင်ဆောင်နေပေမဲ့မိကစက္ကန့်ပိုင်းတွင်ပြန်ပိတ်သွားပါတယ်စိတ်ငြိမ်အောင်လုပ်ဖို့ဖုန်းကိုပြန်ထုတ်ပြီးဘာရှိသေးလဲစစ်ကြည့်ပါတယ်အဆက်အသွယ် contact တွေအလုံးဖြည့်ဆည်းခံထားရပြီးဓာတ်ပုံပြခန်း photo gallery ထဲမှာတော့တာယာပြီးစိတ်အေးချမ်းစေတဲ့ကြပြတစ်ပုဒ်ကိုတတိယစေတဲ့သမုဒ္ဒရာဓာတ်ပုံအချို့ရှိနေပါတယ်ဒေါင်တာရဲ့ဓာတ်ပုံကိုတွေ့ရလို့နေဝမ်းသာသွားပေမဲ့ဒေါင်ကသူ့ကိုဘာလို့ထားခဲ့တာလဲဆိုတာတွေးပြီးဝမ်းနည်းမိပါတယ်ဒေါင်ကိုပြန်တွေ့ရနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့နဲဟာဖက်နှက်တစ်ဖက်ကိုချွတ်ပြီးမျက်နှာချက်ကမှန်ပေါက်လက်ကင်ဖူးကိုထိအောင်ဒါမှမဟုတ်တယောက်သတိထားမိအောင်ပြစ်ပေါက်ပေမဲ့မအောင်မြင်ပါဘူးစိတ်ပြက်လွန်းလို့ဖုန်းကိုနေရန်စီပြစ်ပေါက်လိုက်ရာ The Stranger ဆိုတဲ့တချင်းတန်ထွက်ပေါ်လာရင်ဖုန်းကနံပါတ်6ပန်နယ်ပြားထဲမှာညက်သွားပါတယ်တချင်းတန်ကစိတ်သက်သာရစေပေမဲ့အရေးကြီးဆုံးကပန်နယ်ပြားမှာအပေါက်တစ်ခုဖြစ်သွားတာကိုနှက်တွေ့လိုက်ရတာပါဒါဟာထွက်ပေါက်ဖြစ်နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့အပေါက်ကိုကြီးအောင်အားစိုက်ဖြစ်ကြည့်ပေမဲ့နောက်ွယ်မှာနေရန်ပဲရှိနေပါတယ်ရုတ်တရက်နာယီက15မိနစ်ပြည့်ပြီးရက်သွားကမြည်တမ်းထွက်လာပြီးမိတွေအကုန်ပိတ်သွားပါတယ်အပြင်ဘက်ကတကားတွေပြတင်းပေါက်တွေဖွင့်တန်ပိတ်တန်တွေကြားနေရလို့နဲဟာမျက်စိမိတ်ပြီးစိုးရိမ်စိတ်ကိုထိန်းချုပ်ဖို့သမုဒ္ဒရာကဗျာကိုရွတ်ဆိုနေပါတယ်စက္ကန့်ပိုင်းကြာမှမိတွေပြန်ပွင့်လာပြီးနဲမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါတကားကဂျိုင်းတွေပေါ်ပျောက်ဆုံးနေပြီးတကားဖွင့်လို့ရနေပါပြီဒါပေမဲ့စိတ်မကောင်းစရာကတော့တကားနောက်ွယ်မှာလည်းနေရန်ပဲရှိနေပြန်ပါတယ်ဒါကိုတွေးလိုက်ရချင်းမှာပဲနာယီက45မိနစ်စီပြောင်းသွားပြီးအချိန်ပြန်ရေအတွက် countdown နေတာမို့နဲကနာယီကိုဆဲဆိုလိုက်ရအစိမ်းရောင်မီကစက္ကန့်ပိုင်းလောက်ပြန်ပွင့်လာပါတယ်